တခါတော့ကစိမ့်ဆူလှပတဲ့တောအုပ်ကြီးတစ်ခုထဲမှာရေကန်လေးတစ်ကန်ရှိခဲ့ပါတယ်။ထိုကန်လေးအတွင်းမှာအလွန်လှပတဲ့မိမပြိုလေးနှစ်ဦးဟာပျော်ရွှင်မြူးတူးစွာရေချိုးနေကြပါတယ်။အဲ့ဒီချိန်မှာပဲရသေးကြီးတစ်ပါးဟာအိုးတစ်လုံးကိုကိုင်ရင်ဖျားစာရုပ်ဖက်ကဖြတ်တန်းသွားလာနေခဲ့ပါတယ်။ယာမတိရာယာမကျွန်ုပ်ဒီယာမရဲ့အမည်နာမကိုသာရွတ်ဆိုပါသည်။ယာမတိရာယာမယာမရတိကြီးရဲ့အတန်ကိုကြားလိုက်ရတဲ့အခါရေကန်နားကခြုံပုတ်တစ်ခုတည်းကနေတမင်တကောင်ဟာထိတ်လန့်တကြားထွက်ပြေးသွားပါတော့တယ်။ဒီလိုထွက်ပြေးလိုက်တဲ့အတွက်ခြုံပုတ်တွေဟာရမ်းခါလှုပ်ရှားသွားပါတယ်။ရေကန်ထဲမှာရှိနေတဲ့မိန်းကလေးတွေကဒီအဖြစ်ကိုရုတ်တရက်မြင်လိုက်ရတဲ့အခါတယောက်ယောက်ကငါတို့ကိုချောင်းကြည့်နေပြီလို့တန်ရဝင်သွားကြပါတယ်။ဟဲ့တငယ်ချင်းငါထင်တော့ခြုံပုတ်နောက်ကနေတယောက်ကငါတို့ကိုပုံပြီးကြည့်နေတယ်။ဘသူလဲကြည့်အောင်အဲ့လိုပြောဆိုရင်သူတို့နှစ်ယောက်ဟာရေကန်ထဲကနေအမြန်ဆုံးထွက်လာခဲ့ပါတယ်။အပြင်ကိုရောက်တဲ့အခါမြင်လိုက်ရတာကတော့ဖျားကုံတော်ရွတ်ဆိုပြီးလာနေတဲ့အပြစ်ကင်းစင်တဲ့ရသေးကြီးတစ်ပါးပဲဖြစ်ပါတယ်။ဒါပေမဲ့မင်းမပြိုလေးတယောက်ကဒေါသတကြီးဖြစ်မင်းကရသေးဟန်ဆောင်ထားတဲ့ဝင်းပလွေပဲဒီခြုံပုတ်တွေကနေငါတို့ရေချိုးတာကိုချောင်းမင်းကြည့်နေတာမင်းဟာငါတို့ရဲ့တန်ရှင်းစင်ကြယ်မှုကိုချိုးဖျက်လိုက်ပြီဒါအတွက်မင်းအပြစ်ဒဏ်ခံရမယ်ဟဲ့သမီးတို့ငါဘာမှမကြည့်ပါဘူးငါ့ကိုယုံပါမင်းတို့ရေချိုးနေရတော့ငါမသိပါဘူးငါရေကုန်သွားလို့ဒီကံကိုလာခဲ့တာပါငါကဖျားကုံတော်ကိုရွတ်ဆိုရင်လမ်းလျှောက်နေကြပါဒီလိုရွတ်ဆိုနေတာကလည်းဘသူ့ကိုမှမသိလိုက်ပဲတော့မပြစ်မှားမိအောင်လို့ပါမင်းတို့နှစ်ယောက်ကငါသမီးတွေလိုပါပဲတော်စမ်းပါငါတို့ကိုသမီးတွေလိုမခေါ်နဲ့မင်းငါတို့အဝတ်မပါပဲရေချိုးနေတာကိုကြည့်တယ်မင်းဒီအတွက်အပြစ်ဒဏ်ခံရမယ်ကဲငါမင်းကိုကြိတ်စာတိုက်မယ်မင်းဟာတမင်မတကောင်ဖြစ်တောထဲမှာအဝတ်မပါပဲလှည့်လည်ကျင်လည်နေရလိမ့်မယ်မင်းရဲ့မကောင်းမှုအတွက်ဒဏ်ခံရမယ်ကျင်စာစကားဆုံးနေတဲ့တပြိုင်နက်ရသေးကြီးဟာချက်ချင်းဆိုသလိုပဲလှပတဲ့တမင်မတကောင်ဖြစ်ပြောင်းလဲသွားပြီးတောထဲကိုပြေးဝင်ပြောက်ကွယ်သွားပါတော့တယ်ဒီဖြစ်စဉ်အားလုံးကိုအနီးနားကတစ်ပင်ပေါ်မှာနားဆင်နေတဲ့ချစ်တူရေးတကောင်ကအဆအဆုံးမြင်နေရပါတယ်တောအုပ်ထဲမှာမုတ်ဆိုးတယောက်ဟာတားကောင်ရှာရင်လှဲ့လည်နေပါတယ်ဖះကြီးဒီနေ့ငါဘာလို့တားကောင်တကောင်မှမတွေ့ရတာလဲဒီနေ့လေတားကောင်မရပဲအိမ်ပြန်အောင်မလားဟုတ်ပြီတောရဲ့တခြားဘက်ကိုတွားကြည့်အောင်မယ်စိတ်ပြက်စွာရေရွတ်နေတော့ရုတ်တရက်ခြုံမုတ်တွေလှုပ်ရမ်းကြောင်ကြားလိုက်ရတော့တားကောင်ပဲဆိုပြီးအာတက်သွားပါတယ်မုတ်ဆိုးဟာခြုံမုတ်စီကိုတွားကြည့်လိုက်ပါတယ်ဘသူကိုမှမကြောက်ရွံ့ပဲရတဲ့တပားလို့ငိမ်သက်စွာထိုင်နေတဲ့သမင်တကောင်ကိုမြင်လိုက်ရပါတယ်သူ့ရဲ့ပုံစံကရတဲ့တပားလို့ထိုင်နေတာကြောင့်ထူးဆန်းနေပါတယ်ဒီသားကောင်ငါ့အတွက်တော့ကွက်တီပဲဒါပေမဲ့ဒီသမင်ကထူးဆန်းလိုက်တာငါ့ကိုမြင်တော့လည်းမပြေဘူးသူ့မျက်နှာမှာထူးခြားတဲ့အလင်းရောင်တစ်ခုရှိနေတယ်လို့ခံစားရတယ်ဘာပဲဖြစ်ဖြစ်ငါတို့တော့ဒီလိုအလွယ်တကူသားကောင်ရတာအကောင်းဆုံးပဲမြန်မြန်ဖမ်းပြီးအိမ်ခေါ်သွားလိုက်မယ်မုတ်ဆိုးဟာသမင်မကိုဖမ်းပြီးအိမ်သို့ခေါ်လာပါတယ်အိမ်ရောက်တော့ဇနီးတွေကခမလှပတဲ့သမင်တကောင်ခေါ်လာတာပဲသူ့ကိုကြည့်ရတာတာမန်တရိတ်ဆန်တကောင်မဟုတ်ဘူးထင်တယ်နော်ဘယ်အများတွေးခဲ့တာလဲဒီသမင်မငါ့ကိုမြင်တာတော့ထွက်မပြေလို့လွယ်လွယ်ကူကူပဲဖမ်းခဲ့ရတာလို့ဝမ်းသာအားရပြပြလိုက်ပါတယ်သမင်မကိုစစ်စစ်ကြည့်လိုက်တဲ့ဇနီးတဲ့ရဲ့ရင်ထဲမှာတော့ဂယုဏစိတ်ဝင်လာပါတော့တယ်သူ့ကိုစားကျင်စိတ်ရောင်းကျင်စိတ်မရှိတော့ဘူးရှင်သူကအယမ်းမဖွံ့ဖြိုးသေးဘူးခမသူ့ကိုခေါ်လာတဲ့နေရာမှာပဲပြန်ချထားခဲ့ပါဇနီးတဲ့ရဲ့စကားကိုကြားလိုက်ရတဲ့အခါမုတ်ဆိုးလည်းဂယုဏစိတ်ဝင်သွားပြီဟုတ်တယ်မင်းပြောတာမှန်တယ်ဒီလှပတဲ့တရဝါကိုငါမရက်ဆက်ချင်ဘူးငါခုပဲသူ့ကိုတောထဲမှာပြန်လွှတ်လိုက်မယ်လို့ပြောပြီးသမင်မကိုခေါ်ကတောဘက်ကိုထွက်သွားပါတော့တယ်မုတ်ဆိုးဟာသမင်မကိုခေါ်ပြီးတောထဲကိုရှောက်သွားရင်တစ်ပင်ပေါ်ကကြက်တူရဲကိုတွေ့လိုက်ရပါတယ်အပြစ်မရှိသူကိုကူညီပါအပြစ်မရှိသူကိုကူညီပါမုတ်ဆိုးကလည်းကြက်တူရဲအနာကိုသွားပြီးဟဲ့ကြက်တူရဲငါမင်းကိုဒုက္ခမပေးဘူးဒီသမင်မကိုကြည့်ပြီးငါမှဂယုဏတက်မိသွားလို့ဒီနေ့ကစပြီးတားကောင်ရှာတာရက်လိုက်ပြီမင်းငါ့ကိုကြောက်စရာမလိုတော့ဘူးငါ့ကိုပြောပါဦးမင်းဘာလို့အကူညီလိုအပ်နေတာလဲမင်းဒီမှာပြန်ချထားဖို့လာတဲ့ဒီသမင်မကိုကူညီပါသူ့မှာကျိန်စာတစ်ခုရှိတယ်ကျိန်စာလားဘလို့ကျိန်စာလဲမုတ်ဆိုးကမေးလိုက်ပါတယ်ကြက်တူကြီးဟာရသေးနဲ့မင်းကလေးနှစ်ယောက်ရဲ့အဖြစ်အပျက်အားလုံးကိုအဆအဆုံးပြန်လည်ပြောပြလိုက်ပါတယ်လွန်ခဲ့တဲ့ရက်နေငယ်ကပေါ့ငါရေချိုးပြီးတကိုင်းပေါ်မှာနားနေရတယ်အဲ့ချိန်မှာပဲ
ကန်ထဲကိုအရန်လှပတဲ့မိန်းမပျိုနှစ်ဦးရေချိုးဖို့ရောက်လာခဲ့ကြတယ်။သူတို့ကရေချိုးရင်းကစားနေခဲ့ကြတယ်။အဲ့ဒီအချိန်မှာပဲအဝေးကနေရသေးကြီးတစ်ပါးကြွလာတာကိုငါမြင်လိုက်ရတယ်။ရသေးကြီးရဲ့အတန်ကိုကြားပြီးချုံပုတ်ထဲကတမင်တစ်ကောင်ကထွက်ပြေးသွားတာပေါ့။မိန်းမပျိုတွေကချုံပုတ်နောက်ကနေသူတို့ကိုတယောက်ယောက်ချောင်းကြည့်နေတယ်ထင်ပြီးရေကန်ထဲကနေထွက်လာခဲ့တယ်။ပြီးတော့ရသေးကြီးကိုတွေ့သွားခဲ့တယ်။အဲ့အချိန်မှာပဲရသေးကသူတို့ကိုချောင်းကြည့်တယ်ဆိုပြီးတမင်မတကောင်ဖြစ်အောင်ကျိန်စာတက်လိုက်တာပဲ။အိုးမဟုတ်ဆိုးဒီတမင်ရဲ့ကျိန်စာကိုလူတယောက်တည်းကသာလွတ်အောင်လုပ်ပေးနိုင်ပါတယ်။ဒါကြောင့်ငါမင်းစီကိုအကူအညီတောင်းတာပါ။ဒါဆိုငါဘာလုပ်ပေးရမလဲပြောပါဦး။မဟုတ်ဆိုးကအပြစ်ကင်းတဲ့ရသေးကြီးကိုကူညီခြင်းစိတ်အပြည့်နဲ့မေးလိုက်ပါတယ်။ဒီကနေ3မိုင်လောက်အကွာမှာမော်ဆန်တဲ့ကန်တစ်ခုရှိတယ်။အဲ့ဒီမှာမင်းရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုကိုလှီးဖြတ်ပြီးထည့်ရမယ်။အကယ်၍ကျိန်စာတက်နေတဲ့ရသေးဟာအပြစ်ကင်းနေဆိုရင်မင်းဟာဘာမှမဖြစ်ပဲအဲ့ဒီမိန်းကလေးကကျိန်စာကိုဖျက်သိမ်းပေးပါလိမ့်မယ်။ကောင်းပြီငါသူ့ကိုကူညီမယ်။အခုငါတို့အဲ့ဒီမော်ဆန်တဲ့ကန်စီအတူတူသွားကြအောင်။မဟုတ်ဆိုတမင်နဲ့ကျက်တူရွေးတို့ဟာမော်ဆန်တဲ့ကန်စီကိုရောက်ရှိသွားကြပါတယ်။အဲ့ဒီမှာကျိန်စာတက်ခဲ့တဲ့မိန်းကလေးကိုမတွေ့ရတဲ့အခါကျက်တူရွေးကစမ်းသပ်မှုအချိန်ရောက်ပြီ။မင်းလာလို့ရပြီ။ချက်ချင်းပဲအဲ့ဒီမိန်းကလေးဟာထိုနေရာကိုရောက်လာပါတယ်။လာပါအောင်မိတ်ဆွေငါပြောသမျှဟာအမှန်ဆိုရင်မင်းဘာမှမဖြစ်ဘူးလို့ကျက်တူရွေးကပြောလိုက်တဲ့အခါမုတ်ဆိုးဟာရဲရဲဝဝနဲ့သူ့ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုကိုလှီးဖြတ်ပြီးကန်ထဲကိုပစ်ချလိုက်ပါတယ်။ဒါပေမဲ့မုတ်ဆိုးဟာဘာတန်ရာမှမရဘာမှမဖြစ်ခဲ့ပါဘူး။အိုးမိမပြိုစမ်းသပ်မှုတော့ပြီးပြီ။ဒီရသေးဟာအပြစ်ကင်းနေဆိုရင်သူ့ကိုကျိန်စာကနေလွတ်အောင်လုပ်ပေးပါလို့မုတ်ဆိုးကတောင်းဆိုလိုက်ပါတယ်။မိန်းကလေးဟာမိမိမှားယွင်းခဲ့တာကိုသိသွားတဲ့အတွက်ရသေးကြီးရဲ့ကျိန်စာကိုချက်ချင်းဖြတ်သိမ်းပေးလိုက်ပါတယ်။တမင်မဟာမူလာရသေးကြီးရဲ့ပုံစံအတိုင်းပြန်လဲရောက်ရှိလာပါတော့တယ်။ရသေးကြီးသည်မိန်းကလေးကိုခွင့်လွှတ်လိုက်ပါတယ်။အိုးလူငယ်ဒီခေတ်မှာမင်းလောက်ဂရုဏာရှိတဲ့သူကိုငါတခါမှမမြင်ဘူးပါဘူး။မင်းဟာကိုယ့်အသက်ကိုယ်တော်မငဲ့ပဲအပြစ်မရှိသူကိုကယ်တင်ဖို့ဒီလိုကြီးမားတဲ့စွန့်စားမှုကိုလုပ်ခဲ့တယ်။ဒါအတွက်ငါမင်းကိုလိုတရစုံတစ်လုံးပေးလိုက်မယ်။မင်းဟာဒီစုံနဲ့မင်းလိုချင်တာကိုဖန်တီးနိုင်မယ်။ဒါဆိုမင်းဟာနောက်ဘယ်တော့မှအပြစ်မရှိတဲ့တရားဝါတွေကိုသက်ဆရာမလို့တော့ဘူး။မုတ်ဆိုးဟာဝမ်းမြောက်စွာနဲ့မော်ဆုံကိုယူပြီးအိမ်ပြန်လာကဇနီးတဲ့ကိုအကြောင်းစုံပြောပြလိုက်ပါတယ်။ဇနီးတဲ့ကဝမ်းသာလွန်ပြီးကျက်တူရွေးလေးကိုပါမွေးစားလိုက်ပါတော့တယ်။သူတို့မိသားစုဟာမင်းမပြိုလေးရဲ့ဆုလက်ကြောင့်ကောင်းမွန်စွာနေထိုင်သွားနိုင်ခဲ့ကြပါတော့တယ်။အချိန်ပေးပြီးကြည့်ရှုနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တဦးကြီးစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ဒီဇာတ်လမ်းလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် channel လေးကို subscribe လုပ်ထားဖို့တောင်းဆိုပါရစေရှင်။ပရိသတ်တွေအားလုံးလည်းကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်။